တားဖြစ်သူအိမ်တို့ပြန်ရောက်လာပြီးမေတားနဲ့တယောက်ကိုမိတ်ဆက်ပေးမယ်ဒါတားရဲ့ကောင်မလေးတစ်မှန်လေးဟုပြောလိုက်သည်ထို့နောက်ထိုကောင်မလေးဘက်သို့လှည့်၍ဒါငါမေပါဟုမိတ်ဆက်ပေးသည်ကောင်မလေးမှာချက်ချင်းပင်မျက်နှာပြတ်သွား၏တားကနေကောင်းရဲ့လားဟုမေးလိုက်သည်မအေးဖြစ်သူကမိမိအဝတ်စားတွင်လက်ကိုတုပ်လိုက်ပြီးတမီးပြိုလေးနှင့်နှုတ်ဆက်ရန်ရှေ့သို့တိုးလာတော့လဲကောင်မလေးကမကြည့်ဖြူသည့်ယွန်ရှာသောမျက်နှာထားဖြင့်ခေါင်းကိုလွှဲလိုက်သည်မအေးဖြစ်သူကအေးဆေးစွာဖြင့်မင်္ဂလာပါကွယ်ထမင်းမစားရသေးဘူးမဟုတ်လားအတူတူစားကြတာပေါ့ဟုပြောလိုက်သည်ရုတ်တရက်ကောင်မလေးကကောင်လေးဘက်သို့လှည့်၍ငါနှင်းကောင်မလေးမဟုတ်ဘူးကျေးဇူးပြုပြီးမမပါနဲ့ဟုပြောလိုက်ရာကောင်လေးမှာအံ့အားသင့်သွားသည်ကောင်မလေးကဒေါသတကြီးဖြင့်ဒါပါသဘောလဲနင်ငါ့ကိုလိန်ထားတာလားဟုမေးသည်နင်ကငါ့ကိုဘာသဘောလဲလို့မေးနေသေးတယ်ပေါ့စောစောကမှနင်ငါ့ကိုပြောတာမဟုတ်ဘူးလားနင့်မေကဒရိုက်တာတယောက်မဟုတ်ဘူးလားနင့်မေကလမ်းဘေးတုတ်လဲတဲ့လမ်းဘေးတန်ရှင်းရေးသမားဖြစ်နေတာကိုဒါကိုသာငါစောစောကသိခဲ့ရင်နင့်ကောင်မလေးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးငါပြန်ပြီးဟုပြောကလှည့်ထွက်သွားတော့သည်တားဖြစ်သူကမေဖြစ်သူကိုကြည့်ပြီးဒေါသတကြီးဖြင့်မေဘာလုပ်နေတာလဲမေကဘာလို့လမ်းဘေးတန်ရှင်းရေးသမားလာလုပ်နေရတာလဲဟုမေးလိုက်သည်မအေးဖြစ်သူကတင်းငိမ့်စွာပင်တာအခုချိန်မှာနားမလည်သေးပေမဲ့တနေ့ကျရင်နားလည်လာမှာပါဟုပြန်ဖြေသည်တားကတော့ပါပြီမေပြောတာမှန်ပါတယ်မေပဲအလုရှုံနေလိုက်တော့တားသွားပြီဟုပြောကထွက်သွားခဲ့သည်မအေးဖြစ်သူမှမူတိတ်ဆိတ်စွာပင်လမ်းကိုဆက်လက်တန်ရှင်းရေးလုပ်နေခဲ့သည်အတန်ကြာပြီးနောက်တားဖြစ်သူတဖန်ပြန်ရောက်လာပြီးမေဒါတားရဲ့ကောင်မလေးအစ်စ်ရဲလာလေဟုမိတ်ဆက်ပေးသည်ထို့နောက်ကောင်မလေးဘက်သို့လှည့်၍ငါမေနဲ့တွေ့ပါအောင်ဟုပြောသည်မအေးဖြစ်သူကနှုတ်ဆက်ရန်ရှေ့သို့လျှောက်လာသည်ကောင်မလေးကခဏမျှစဉ်းစားပြီးနောက်ဒါရှင့်မေလားဟုမေးလိုက်သည်ကောင်လေးကဟုတ်တယ်ဒါငါမေပါလမ်းဘေးတန်ရှင်းရေးသမားလုပ်တာတလရှိပြီးတလဝင်ငွေက3000ပါဟုပြန်ဖြေသည်ကောင်မလေးကရှင့်မေလမ်းဘေးတန်ရှင်းရေးလုပ်တယ်လို့ရှေ့ကငါ့ကိုမပြောခဲ့ဘူးနော်ဟုပြောလိုက်ရာမအေးဖြစ်သူမှာဝမ်းနေသွားရသည်ကောင်လေးကအေးဆက်စွာဖြင့်ရပါတယ်နင်လည်းဒီလိုပဲတုံ့ပြန်လိမ့်မယ်ဆိုတာငါသိပြီးသားပါဟုပြောသည်ကောင်မလေးကလက်ထွက်သွားလေ၏တားဖြစ်သူကမေဖြစ်သူဘက်သို့လှည့်၍ခါတီးတီးဖြင့်မေပြောစမ်းပါဦးဒီခေတ်ကောင်မလေးတွေကဘာလို့ပတ်စံတစ်ခုတည်းနောက်ကိုပဲလိုက်နေကြတာလဲဟုမေးသည်မအေးဖြစ်သူကတာရစွာဖြင့်တားရဲ့အမေထင်တယ်ဒီကောင်မလေးပြောတာအမှန်ပဲမဟုတ်လားဟုဆိုသည်တားဖြစ်သူကစားချင်းတုံးကအဆင်ပြေနေကြတာပါမေလမ်းတန်ရှင်းရေးလုပ်နေတာကိုမြင်လိုက်တာနဲ့သူ့မျက်နှာချက်ချင်းပြောင်းသွားတာပဲဒီခေတ်ကောင်မလေးတွေကတိတ်ပြီးပစ္စည်းဥစ္စာမက်ကြတာပဲဟုပြောလိုက်သည်ရုတ်တရက်ထိုကောင်မလေးပြန်ရောက်လာပြီးရှင်တို့ငါ့ကွယ်ရမှာငါအကြောင်းမကောင်းပြောနေကြတာလားဟုမေးသည်ကောင်လေးကအံ့ဩစွာဖြင့်နင်ဘာလို့ပြန်လာတာလဲဟုမေးရကောင်မလေးကငါဘယ်မှမသွားပါဘူးအန်တီအတွက်ပတ်စံချို့သွားယူတာပါအန်တီဒီပတ်စံကိုယူထားပါနော်ဟုပြောကမအေးဖြစ်သူထံပတ်စံကမ်းပေးလိုက်သည်မအေးဖြစ်သူမှအံ့အားသင့်သွားပြီးတမီးရဲ့ဘာလုပ်တာလဲဟုမေးသည်ကောင်မလေးကကျေးဇူးပြုပြီးယူထားပါအန်တီကိုမြင်ပြောပြလို့အန်တီအမျိုးသားကတားလေးငငယ်တဲကခွဲခွာသွားခဲ့ပြီးအန်တီတယောက်တည်းပင်ပန်းနဲ့ရင်းပြီးပြုစုပြောင်းထောင်ခဲ့ရတယ်ဆိုတာသိရပါတယ်ဒီအရွယ်ရောက်တာတော့ပတ်စံနည်းနည်းလေးရဖို့အတွက်အန်တီဒီလောက်ပင်ပန်းအလုပ်လုပ်နေရလိမ့်မယ်လို့မထင်ထားခဲ့ဘူးအန်တီအသက်က60ကျော်နေပြီဖြစ်ပေမဲ့ရှင်ကိုပတ်စံနည်းနည်းလေးရဖို့အလုပ်လုပ်ခိုင်းနေတာလားရှင်ကအန်တီကိုစားတောက်ဆိုင်ကောင်းစားတွေခေါ်သွားပြီးအသုံးဆောင်ပစ္စည်းအကောင်စားတွေဝယ်ပေးနေတာအန်တီဘာတွေစဉ်းစားနေတာလဲအန်တီဘဝလေးတက်တာအောင်ဒီပတ်စံလေးယူထားပါနော်ဘဝကဒီထက်မကကောင်းမွန်နေရမှာမဟုတ်ဘူးလားအန်တီဂုံတိတ်ခါကိုငဲ့နေတယ်ဆိုတာသိပေမဲ့အန်တီရဲ့ဂုံတိတ်ခါကကို့မေထက်ပိုအရေးကြီးလို့လားအန်တီကသူ့အတွက်အဖေရောအမေရောဖြစ်ပေးခဲ့တာပါအန်တီတယောက်တည်းရင်းပြီးကြောင်းထားပေးခဲ့အဝတ်စားဆင်ပေးခဲ့တာလေဒါပေမဲ့အန်တီကိုပတ်စံနည်းနည်းလေးရဖို့နဲ့ဒီလိုဒုက္ခရောက်အောင်ထားတာကိုတော့စိတ်ပြက်မိပါတယ်ဟုပြောလိုက်သည်မအေးဖြစ်သူကမျက်ရည်ဝိုင်းလျက်သမီးရဲ့အန်တီကသမီးကိုလိန်ကျင်လို့မဟုတ်ပါဘူးဒီလူအဖွဲ့အစည်းကခုပြောစဉ်ကောင်မလေးကညင်သားစွာပင်ဖြတ်ပြောလိုက်သည်ငါနားလဲပါတယ်အန်တီကတားအတွက်စိတ်ချရတဲ့သမီးကညာလေးတယောက်ရချင်ုံတင်မကဘူးလားမအေးဖြစ်သူကမျက်ရည်များကြားမှပြုံးလိုက်ပြီးတိတက်လိုက်တဲ့ကလေးလေးပဲဟုပြောကတားဖြစ်သူဘက်သို့လှည့်၍တားဒီတခါတော့တားလူမှန်ကိုရွေးချယ်နိုင်ခဲ့ပြီဟုဆိုသည်ကောင်မလေးကပြုံးလျက်အန်တီကလည်းဘာလို့အန်တီလို့ခေါ်နေသေးတာလဲမေလို့ခေါ်ရမှာပေါ့ဟုပြောလိုက်သည်မအေးဖြစ်သူမှမင်းတက်သွားပြီးနောက်နှွေးထွေးစွာပြုံးလိုက်ပြီးလာပါကွယ်မေသမီးကိုထမင်းအကောင်းစားသွားကျွေးမယ်ဟုပြောကထိုနှစ်ယောက်အတူတူထွက်ခွာသွားကြတော့သည်